ယခုတစ်ခါမှာတော့စာပေချစ်သူကျွန်တော်ရဲ့မိတ်ဆွေများကိုဖတ်ပြတင်ဆက်ပေးချင်တာကတော့သင်္ကစားဆရာတော်ကြီးဆုံးမတော်မူတဲ့နာလဲနာနန်လဲနန်ဆိုတဲ့ပညာပေးပုံမြင်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။နားတော်တာဆင်ပေးကြပါအောင်ခင်ဗျာ။ဒီနေ့မှာတော့တာဝဆိုတဲ့လူဟာဘာကြောင့်မှန်းမသိသင်္ကစားဆရာတော်ကြီးကိုတနက်နဲ့ပြစ်ခတ်လောက်ကြံဖို့ကြိုးစားလေတယ်။ဒိုင်းဟာလွဲသွားပါလား။သင်္ကစားဆရာတော်ကြီးရဲ့သီလကုံတမာတိကုံတို့ကြောင့်တာဝရဲ့လောက်ကြံမှုဟာမအောင်မြင်ပဲတာဝထွက်ပြေးသွားရတယ်။ဆရာတော်ကြီးကိုကြီးညိုလေးစားကြတဲ့ဆရာတော်ကြီးရဲ့ဒကာဒကာမတွေဟာတာဝကိုဖမ်းဆီးပြီးတိုင်ကြားတရားဆွဲဆိုရန်ကြံစီကြလေတယ်။တာဝကိုပြည်တံကြီးကြီးပေးဖို့တိုင်ကြားရမယ်ဖေ။မလောက်ကြပါနဲ့ဒကာတို့ရဲ့တရားရင်ဆိုင်နေဆိုတာအင်မတန်အလုရှုပ်လာပါတယ်။ဆရာတော်ဖះကြီးကိုဒီလိုကိုထီးလက်ရောက်စော်ကားတာကိုတပည့်တော်တို့မကျေနပ်နိုင်ဘူး။ဒင်းရဲ့လောက်ရက်ကိုတပည့်တော်တို့ရင်နာလှပါတယ်ဖေ။ဒကာတို့ကျုပ်မှရင်နာရတဲ့အပြင်ငရဲသွားမဲ့တာဝကိုတရားရုံးမှတွေ့ရရင်စိတ်နှောက်ယှက်ဖြစ်ရပြီးဟိုပုံမြင်တွေကလူနာလဲနာနန်လဲနန်သေးဆိုတာလူဖြစ်နေပါမယ်ကွယ်ဘယ်ပုံမြင်တွေကလူလဲဖေ။ပုံမြင်လေးကတော့ဒီလိုကွတခါတော့ကရွာတော်မှာအဖိုးကြီးအဖွားကြီးလင်မယားနှစ်ယောက်ရှိလေတယ်။ဒီနေ့မှာတော့အဲ့ဒီလင်မယားဟာခွန်းကြီးခွန်းငယ်စကားများကြရာကငါလူပြိုဝတော့ကနင့်ကိုမယူပဲဘေးအိမ်ကຫນွယ်လေးကိုယူခဲ့မိရင်ခုလောက်ဆိုစိမ်မယ်။ကြောက်ကလည်းတဲ့ကိုမယူပဲတစ်ဖက်သက်ကြိုက်နေတဲ့ဖိုးစီကိုယူခဲ့ရင်ခုဆိုကြီးပွားလောက်ပြီခုတော့ဖွတ်ဖြစ်နေရတယ်။အေးဘောနင်ကဖွတ်မှပဲဖွတ်ဖြစ်မှာပေါ့ဟုတ်တယ်ဖွတ်ထီးကြီးကိုယူမိလို့ဖွတ်မှဖြစ်နေရတာပဲဘာငါ့ကိုဘာစော်ကားတာလဲဘာဖွတ်ထီးလဲရှင်ကဖွတ်ပဲလေဒါကြောင့်ဖွတ်ထီးလို့ပြောတာပေါ့ငါ့ကိုစော်ကားတယ်ပေါ့ဘိုင်းတာမှာသေဖို့သာပြင်ထားအောင်မဲလာကမ်းပါလေအဖိုးကြီးနဲ့အဖွားကြီးဟာလုံးထွေးတပ်ပုတ်ကြရာအဖိုးကြီးကအဖွားကြီးရဲ့ဘောင်းချံကိုကုန်းကိုက်လိုက်တယ်လို့အဖွားကြီးကလည်းအဖိုးကြီးရဲ့ကြောပြင်ကိုတထောင်နဲ့ထောင်းလေတော့တယ်ကဲဟဲဒီစမ်းအိုးအဖိုးနဲ့အဖွားဘလူဖြစ်ကြတာလေတော်ကြပါတော့အဖွားမလုံနဲ့အဖိုးတော်ပါတော့ဗျာတော်ကြပါတော့အိမ်နီးနားချင်းတွေရောက်လာပြီးဝိုင်းဝန်းဖြန်ဖြေမှပဲရံပွဲကပြီးသွားတော့တယ်ဒါတောင်မှတယောက်နဲ့တယောက်စောင်းနေကြသေးတာညရောက်တော့သူတို့လင်မယားစိတ်ပြေသွားကြရာရှင်ဟာလီသွားမရှိတာတောင်သဖုံးနဲ့ကျုပ်ရဲ့ပေါင်ချံကိုကုန်းကြိုက်တာအခုထိနာနေတော့မယ်ရှင်သိလားအောင်မယ်နင်ကနာယုံနာတာငါမှနင်ထောင်းထားလို့ကြောတဲ့ပြင်လုံးနားနေတဲ့အပြင်ရံဖြစ်တုံးကနဲပေါင်ကြတဲ့ငါခေါင်းရောက်သွားလို့ဟောင်းဆက်နဲ့နန်လိုက်တာမှအဲ့ဒီအနံဆိုးကအခုထိနှာခေါင်းထဲမှာဆွဲနေတော့ငါကမှနာလဲနာသည်နန်လဲနန်သည်ပုံမြင်လေးကတော့အဲ့ဒါပါပဲတကာမတို့ကြီးတာဝကြောင့်တကာတို့ကရင်နာယုံနာရတာပါကျုပ်မှာတော့ရင်နာရတဲ့အပြင်သူ့လိုလူယုံမာနဲ့တရားယုံမှာတွေ့ရင်အာကုသူသောနန်နေရအောင်မှာကွဒီတော့နာလဲနာနန်လဲနန်ဖြစ်ရမယ့်အရေးကိုမပြုတ်ကြပါနဲ့တော့ကွယ်ခန္ဒီစသီးခံခြင်းတရားနဲ့သာသီးခံလိုက်ကြပါတော့ကွယ်တကားတို့လဲနာလဲနာနန်လဲနန်သေးဆိုတဲ့ပုံမြင်လေးကိုကြားနာလိုက်ရတဲ့အတွက်ဒေါသတွေပြေပြောက်ပြီးပြုံးစစ်ဖြစ်သွားကြလေတော့တယ်ကျွန်တော်ရဲ့တင်ဆက်မှုကိုအဆုံးထိနားဆင်ပေးတဲ့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာကျွန်တော်ရဲ့တင်ဆက်မှုကိုလည်းဝေဖန်အကြံပြုပေးကြပါအောင်